ချက်ကိုမျက်နှာပဲတစ်ပြီးကြက်တိုက်လာခဲ့တဲ့ချက်သမားတူအကြောင်းဘူဒုဒအနေနဲ့ကျော်ဝါဒနာရှင်ကြီးကိုတွေကိုတင်ပြပေးလိုက်ပါတယ်။သူကမိုးလင်းလာပြီဆိုလို့ရှိရင်ချက်ကိုဖန်မျက်နှာတစ်ချက်အစာကျွေးလွတ်ပေးလိုက်။နေကင်းဆိုရင်လည်းချက်ကိုဖန်မျက်နှာတစ်အစာကျွေးလွတ်ပေးလိုက်။ညနေလည်းချက်ကိုဖန်မျက်နှာတစ်အစာကျွေးညနေကျတော့အိတ်တန်းတက်ပေါ့နော်။ဒါပဲလုပ်တယ်လို့ဆိုရဲဗျ။အဲ့တော့အစာကိုတော့ဇန်းနဲ့စပါးရောထားတာကိုဒီစိမ်ပြီးကျွေးတယ်လို့သိရတယ်။မတ်ချက်အနေနဲ့ကတော့သူကမွေးတို့ကိုလုံးဝမကင်ပါဘူးလေဗျာ။ပြင်းရတာခက်လို့ပါတဲ့။ချက်ပေါက်တွေကြတော့အကျွေးကောင်းအမွေးကောင်းဆိုရင်မခွတ်မှမပူရဘူး။ချက်ပေါက်တွေကိုတိုက်ပြီးရပ်ပတ်ပြပြဝဝနားဖို့ပဲလိုတယ်လို့ဆိုတယ်။အဓိကတော့ဗျာတိုင်းရတွေအားလုံးပျောက်ပြီးမျက်နှာရဲနေဖို့ပဲလိုတယ်လို့သိရတယ်။ချက်ခွတ်မခွတ်သိကြရင်နဲ့မျက်နှာကိုတဲ့ကြီးတဲ့မျက်နှာရဲနေပြီဆိုရင်သူကကြက်ခွတ်မယ်ပေါ့ဗျာသူကဒီလိုယုံကြည်တယ်သူရဲ့ကြည်နီးလေးပေါ့ဗျာကြက်ကိုအားရှိအောင်နဲ့အမဲသားတို့ငရံအသေးလေးတွေခီးယူတို့ရရင်ရတယ်လို့ပေါ့ဗျာကျွေးတယ်လို့လည်းသူကပြောတယ်ဆိုလိုတော့ပရိုတင်းတက်ပြည့်ဝအောင်ကျွေးဖို့ပြောချင်တာပါကြက်ပေါက်တွေကိုတော့လေကျင်ငံများများလုပ်ရင်ကြက်ခွတ်ရော့တယ်လို့သူသုံးသပ်တယ်ဗျကြက်ဆရာကြီးတွေကလည်းတက်တက်စားကြက်သမားလေးတွေကိုကြက်ပေါက်တွေပဲဂိုင်းနေတယ်လို့ဆိုပါတယ်အမနေတယ်ပေါ့ဗျာအဓိကကတော့အကျွေးအမွေးကျန်းမာရေးကနံပါတ်1ပါပဲ။ကိုင်တွေမတက်ပဲအကိုင်များလို့ရင်ကြက်မခွတ်တာတို့ချီမပေါ်တာတို့လည်းဖြစ်တတ်ပါလေတဲ့ဗျာ။အဲ့တော့တက်တဲ့စားကြောက်ဝဒနာရှင်ကြီးကိုတွေကိုပေးချင်တာကတော့ကြက်မွေးနီးကြက်ကျွေးနီးအများကြီးရှိတဲ့အထက်မှာမမားတဲ့ကျွေးနီးမွေးနီးတွေဖြစ်ဖို့ပဲအရေးကြီးတယ်လို့အသိပေးချင်ပါတယ်။လက်ရှိကြက်ကောင်ရဲ့အနေထားပေါ်မူတည်ပြီးတော့ကျွေးနီးမွေးနီးတွေကိုအလေးနဲ့ထားလိုက်မယ်ဆိုရင်အရှုံးနေပါလိမ့်မယ်လို့ပြောချင်ပါတယ်ကြီးမြတ်တိုက်နေတဲ့ကျက်ဆရာကြီးတွေကျက်မွေးနီးကျွေးနီးတွေကိုလည်းအတိအကျလေ့လာမှတ်သားပြီးတော့ကျွေးမွေးပြီးတော့လက်တွေ့တိုက်ကြည့်မယ်ဆိုရင်တော့ဘုဒ္ဓတွေရဲ့ချက်လက်တွေအများကြီးရပါလိမ့်မယ်လို့ပြောလင်းပါတယ်ကြီးမြတ်တိုက်ဖို့အတွက်ကိုယ့်ရဲ့ကျက်ကျွေးမွေးဂိုင်းတွေကြီးတွေအဆင့်ရှိပြီလားလို့ကိုယ့်ကိုယ်မိကုန်းထုတ်ကြည့်ပါအဆင့်မိပြီကိုယ့်ကိုယ်ကျင်းတဲ့အားရမှုရှိပြီဆိုရင်ကြီးမြတ်တိုက်လို့ရပြီလို့ပြောကြရင်လည်းမိကုန်းထုတ်လိုက်ပါတယ်